ကျွန်တော်ပြန်တော့မယ်အေးပါကွာပြန်တော့ဒါဆိုလည်းဟောနှုတ်ဆက်ပါကြဟုတ်ဆရာမင်္ဂလာပါဆရာမဆရာအော်ညကွာငါဆရာမလုံနေဂိူးဆိုင်ပြန်ကြအောင်နော်မင်းတို့မှလာမကြုံးမလားအဲ့ဆိုလည်းပြန်ကြရအောင်လေညီမတို့ရဆရာလည်းပြန်သွားပြီသူ့အိမ်သူဆရာကကြတော့သူ့အိမ်ကနီးနီးလေးကွာငါတို့အိပ်ပေးအောင်စပင်းစီးကြမယ်ကိုကြီးရဲ့အေးစီးကြမယ်ဟဲ့ဂင်းဆိုင်ဆရာပြောလိုက်ချင်တယ်ဟဲ့အရှိမခဏချိကိုင်လာရအကိုကြီးချက်သွားလားဟဲ့တင်းငါတို့ဘယ်ပြန်လာမလဲဟာဒီတိုင်းမှာလာရှိနေတယ်ကွာစိတ်ပြတ်လူဟာမမဒီလူချင်းပြတ်ကြောက်လည်းမကြည့်တော့သူကရုပ်မကောင်းဘူးကြောက်တပတ်တက်ချင်ရတယ်ကွာကြောက်မှလည်းမတူဟေးကပြဘာပဲလဲမသိဘူးမင်းတို့လည်းငါလိုက်ပါလို့လားဘာတော့သူစမ်းထားရပါဒီဆိုင်တော့ဆိုဘာမှမပါဘူးဟုတ်တယ်ကွာဟုတ်တာပဲကွာစောက်ကလေးမှာဘာမှရှိမှာမဟုတ်တော့ကြောင်းတဲ့ကလေးလူမိုက်ဖွဲ့လို့မဟုတ်ဘူးစပါးကကောင်တန်းတိုင်မှာဟဲ့ကျွန်တော်တို့စားရစဒီဆိုင်ရနော်အယူကြားရပါစနေကိုပေးလာစမ်းမညီမလေးရေကြောက်တယ်ကြောက်နေလားအိုးညီမလေးရေအမြန်လားအဲ့လူပြန်လာခင်ငါတို့အမြန်ပြေးရမယ်လက်တော့စားမယ်ကားကလည်းကြည့်ရသေးရဲ့ကွာဒီကိစ္စအမိုင်းနဲ့တိုင်မရမင်းအမိုင်းရလည်းဘာမှလည်းမသိအားလည်းမကြုံငါတို့လန့်သွားတာပဲကွာငါတို့ကလေးဆိုပြီးလွတ်လိုက်တာအမိုင်းတာရှိသွားလို့မှမဟုတ်ဘူးငါတို့မှရောဝဖြစ်နေတယ်တော်ပါသေးကွာမိုင်းအေးပြောပါဦး